အားလုံးပဲမင်္ဂလာပါရှင်မိုင်းတို့လက်ခတ်တန်းနေပြီးတော့လက်ခတ်တန်းပဝါလေးတွေကိုစောင့်မျှော်နေတဲ့ချစ်ရတဲ့သူတွေအတွက်အခုတစ်ခါမှတတိယသုံးအနေနဲ့ပဝါလေးတွေထပ်မံထွက်ရှိလာပါပြီရှင်အခုတစ်ခါထွက်ရှိတဲ့လက်ခတ်တန်းရဲ့မိုင်းကိုရိုင်းဒီဇိုင်းထိုင်ထားတဲ့လက်ခတ်တန်းပဝါလေးတွေကဆိုလို့ရှိရင်ကာလာ၄ရောင်နဲ့ထွက်ရှိလို့လာတာဖြစ်ပါတယ်ဒါလေးကဆိုလို့ရှိရင်နသာရောင်လေးဖြစ်ပါတယ်ဒါလေးကဆိုလို့ရှိရင်တော့မိုင်းတို့ခဲဖြူကာလာလေးဖြစ်ပါတယ်ရှင်ဒါလေးကဆိုလို့ရှိရင်တော့ပန်းအနုလေးပါရှင်ဒါလေးကဆိုလို့ရှိရင်တော့အဝေါင်နည်းနည်းလေးဖောက်ထားတဲ့ကာလာလေးဖြစ်ပါတယ်ဒါလေးကတော့နသာကာလာလေးဖြစ်ပါတယ်ဒီနသာကာလာလေးကတော့ဒီမှာမိုင်းရင်ဒီမှာပဝါလေးရဲ့အလှလေးကိုခြုံပြတာပါဒါလေးကတော့ခဲဖြူကာလာလေးဖြစ်ပါတယ်ရှင်ဒါလေးကတော့ပန်းရောင်ကာလာလေးပဲဖြစ်ပါတယ်ရှင်ပန်းရောင်ကာလာလေးရဲ့အလှလေးပါဒါလေးကတော့အဝါပေါက်ကလေးပါစိုက်နှစ်သက်တဲ့အယောင်လေးကိုရွေးချယ်ပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်လက်ခတ်တန်ရဲ့ချစ်ပိုးလေးတွေပဲဖြစ်ဖြစ်ခြီလေးတွေပဲဖြစ်ဖြစ်ဒီပဝါလေးနဲ့ဆိုလို့ရှိရင်စိုက်တဲ့နေရာကိုတည်သွားလို့ရတယ်လို့ပွဲလေတင်မှာမှန်ပါပဲရှင်နောက်တစ်ခါပဝါသားလေးကမကြေတာဖြစ်တဲ့အတွက်ပစိတ်ထဲမှာထည့်ပြီးတော့တည်သွားလို့လည်းရပါတယ်လက်ခတ်တန်ရဲ့ပဝါလေးတွေကိုစိုက်နှစ်သက်တယ်ဆိုလို့ရှိရင်တော့တော်ဝင်စနာဆိုင်မှာရောစံကြောင်းမှာရောလာရောက်ဝယ်ယူအားပေးလို့ရပါတယ်ရှင် online ကနေလည်းဝယ်ယူအားပေးလို့ရပါတယ်ရှင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်